င်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံရဲ့အရန်လာတဲ့ငချမ်းဆိုတဲ့မြို့လေးကိုတွားအောင်လည်းပတ်ခဲ့တဲ့ဘလော်လေးတွေကိုပြန်လည်မျှဝေပေးမှာပဲဖြစ်ပါတယ် The Vietnam Buddhist Temple. ဒါကတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကနေကျွေးတဲ့ breakfast မနက်စာပဲဖြစ်ပါတယ်ဒီဟိုတယ်ဟာဆိုလို့ရှိရင်ခုနှစ်တာမကြသေးပေမဲ့လည်းအစားအသောက်တွေက service ပါကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ customer တွေအမြဲတမ်းလို့ပြည့်နေတတ်တာပဲဖြစ်ပါတယ်ဒါကတော့ automatic coffee maker ပဲဖြစ်ပါတယ်မိတ်ဆွေလိုချင်တဲ့ coffee မျိုးစားကိုခလုတ်နှိပ်လိုက်တာနဲ့တင်10မိနစ်တွင်ရရှိနိုင်တဲ့ဆက်ပဲဖြစ်ပါတယ်ဟိုတယ်ကနေ breakfast စားပြီးတော့တဲ့အခါမှာဆိုလို့ရှိရင်တော့အရန်လာတဲ့ငချမ်းမြို့လေးကိုလေပတ်တော့မှာပဲဖြစ်ပါတယ်ဒါကတော့ငချမ်းမြို့ရဲ့မနက်ခင်းအစောပိုင်းမြင်မှဖြစ်ပါတယ်ဗီယက်နမ်လူမျိုးတွေဟာဆိုလို့ရှိရင်သူတို့ရဲ့အဓိက transportation အဖြစ် motorcycle ကိုပဲအများစုကအသုံးပြုကြတာပဲဖြစ်ပါတယ်အခုကျွန်တော်တို့သွားနေတဲ့နေရာဆိုလို့ရှိရင်တော့ငချမ်းမြို့ရဲ့အနောက်တောင်ဘက်10ကီလိုမီတာအကွာမှာတည်ရှိပြီးတော့တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ဘူဒစ်တမ်ပယ်တစ်ခုကိုသွားနေတာပဲဖြစ်ပါတယ်ဒီဘူဒစ်တမ်ပယ်ဟာဆိုလို့ရှိရင်တောင်ပေါ်မှာတည်ရှိပြီးတော့ပင်လယ်ရေမျက်နှာပြင်ရဲ့အထက်1600မှာတည်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအထက်ကနေမြင်ရတဲ့ panoramic view ဟာဆိုလို့ရှိရင်အနက်ရန်နာမည်ကြီးတာပဲဖြစ်ပါတယ်ငချမ်းမြို့ကနေပြီးတော့မိနစ်20ကျော်လောက်တက်စီစီးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဘုရားကျောင်းတည်ရှိရာဖြစ်တဲ့ကားပါကင်နေရာကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ဒါကတော့ကားပါကင်ကနေမြင်ရတဲ့တောင်တလန်းရှုခင်းတွေပဲဖြစ်ပါတယ်။တောင်ပေါ်မှာရှိတဲ့ဘူရစ်တမ်ပယ်ကိုတက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးဘုံကြီးအိုစားကိုဝတ်ဆင်ပြီးမှသာတက်ခွင့်ပြုတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာသူတို့ရဲ့ဒီတမ်ပယ်ကိုတက်မယ်ဆိုလို့ရှိရင်ဘောင်းမီအတူပြက်တွေကိုလက်မခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝတ်စားလဲရတာပဲဖြစ်ပါတယ်။ဒါကတော့ဒီတောင်ပေါ်ကိုလာလည်တဲ့ Russian tourist တွေပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာဆိုလို့ရှိရင် tourist တွေဟာအဓိကအများဆုံး tourist တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Russian နဲ့တောင်ကိုရီးယား tourist တွေဟာတော်တော်လေးကိုလာလည်ကြတာပဲဖြစ်ပါတယ်။ဒါကတော့တောင်ပေါ်ကိုတက်တဲ့တောင်တက်လန်းရဲ့လေကားတွေနဲ့အတူတောင်တက်လန်းရဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ဘူရစ်တမ်ပယ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်မဟာယ